ထေးတွေကပတ်စံနဲ့ဖြည့်ရှင်းနိုင်တဲ့များပြဿနာကပတ်စံနဲ့ပဲသွားဖြည့်ရှင်းတယ်သူ့မှာလည်းပို့ပြီးတော့ချမ်းသာလာသေးရဲ့ဘလောက်ထိတောင်စိတ်တူဖို့ကောင်းတယ်ကိုတိုင်နဲ့မလုပ်ဘဲနဲ့ပတ်စံနဲ့ဖြည့်ရှင်းနိုင်တဲ့များကပတ်စံနဲ့ပဲသွားဖြည့်ရှင်းလိုက်တယ်ပြဿနာပြီးသွားတယ်ဒါပေမဲ့သူ့မှာကပို့ပြီးတော့ချမ်းသာလာသေးရဲ့အချိန်လည်းပို့ပြီးတော့ထွက်လာသေးရဲ့ဘဝနေထိုင်မှုပုံစံအလုံးမျက်လုံးထဲမှာမြင်လားမသိမမြင်လို့ရှိရင်နေလို့ရဲ့အလုပ်ရဲ့တထေးတွားကြည့်သူအဲ့လိုဟုတ်နေလားသူ့မှာငိုးလိုပဲပင်ပန်းလှုပ်ရှားတော့မလိုဘူးရုံးမှလည်းထိုင်ရှာမလိုဘူးဆိုင်မှာလည်းရှိရှာမလိုဘူးဒါပေမဲ့အမြက်ကအများကြီး तू ကသွားလဲချင်တာလဲလဲလို့ရသေးတယ်ဘဝตาရနေတယ်ဒါပေမဲ့ငိုးမှာကဒီလောက်ပင်ပန်းပြီးတော့ဒီလောက်ပဲရနေတယ်အဲ့လိုပြောတော့ဒီထက်မှလည်းဆိုင်ရှင်တို့အထေးတွေလည်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့တော့ဆိုင်ရှင်တွေရဲ့အထေးတွေကဘယ်လိုပြန်တွေးနေရဆိုတော့မဟုတ်ပါဘူးလားစစ်ငိုးမှာလည်းပင်ပန်းတာဝင်ထမ်းတဲ့အများကြီးစရာပေါင်းနဲ့ပင်ပန်းနေတယ်သူတို့ပဲမသိတာသူတို့မပူပင်ရတဲ့ဘိုင်းကပူပင်နေတယ်အဲ့လိုတွေးတာရှိလားမရှိလားငိုးလဲဝင်ထမ်းတဲ့တောင်ပူဆိုးနေတယ်ပို့ပြီးတော့ပင်ပန်းနေတယ်လို့ခန်းစားချက်ရှိလားမရှိလားအဲ့တော့သူကတထေးမဟုတ်သေးဘူးသူကဝင်ထမ်းဖြစ်နေရဲ့ဝင်ထမ်းမဖြစ်ရှင်းနိုင်တဲ့ပြဿနာသူကသွားဖြေရှင်းပေးနေရတယ်သူ့ရဲ့တထေးကဘာလို့လဲဆိုတော့ဝင်ထမ်းဖြစ်နေရဲ့ First step